ဖိုက်စားပဲဘာသာစား别人ပြင်မှာတော့လေးစားနေကြတယ်ညီမလေးရဲ့ ပါလေမိုင်းစကန်ချင်းပြောတယ်မျိုးတွေကဆန်လေးဆန်ကောင်းနေရဲ့တော့စားရလေ အပြေသွားစားတာဆက်နေလည်းကောင်းတယ်ကားစီပိုးတွေလည်းကောင်းပါတယ်ညီမလေးရဲ့ မရကားနဲ့သွားပါလေဆိုမှကားစီဘူးကတော့ကုန်မှာပေါ့သွားဆောင်အောင်မမရဲ့တော့ပါ ကားလည်းအင်းချင်းချင်းလေးနေတာညီမလေးရဲ့အမလည်းစိတ်ညစ်နေတာ အဲ့ဘောကအမဟင်းမချက်တော့လို့ဖြစ်တာ A few moments later. အမတို့လေးမေးရှိတော့ဆိုလို့ရှိရင်ဖွယ်ဖွယ်ရနဲ့အစင်းလေးစားတော့ရုံပဲ ဟုတ်တယ်မေးရှိလို့ဆိုစားချင်အောင်ပူကြဖို့မလို့ပူကြတယ်ဒီလိုတော့အပြားနေပဲမှာစားလိုက်တော့မယ်ဒီမှာလေးလည်းပြင်သွားချင်ရှိတော့ပါ အဲ့ဒါဆိုလို့ရှိရင်တော့တာလေးဖြစ်သွားတော့အမတို့လေးမင်းမောင်လေးပဲစား တကားကောက်နေဟိုပါရရနေချင်တာ တို့ဒီမှာတာတာလာတာ ညီမလေးရဲ့ဒီလိုလေးစားလိုက်တော့လည်းပြီးသွားတာပဲ မရရတယ်ဒီကမွေးလို့ချိစားတယ်ကိုယ်ရကားရနေဟောဘာလို့ကစီနေနေရ အတော့ရများတာကြီးရတယ်ညီမလေးများတာကြီးများတယ် ဒါမဲ့နော်မာလေးမွေးကြနော်5 star hotel မှာလိုက်ကြည့်ရအောင် ဒီရောပြောကကြည့်မှာ ဂရိနော် ဂရိဂရိ ဂရိနော်ဒီရော